အင်္ဂုလိမာလာဟာရက်ဆက်သူတော့မှန်တယ်သို့တော့သူဟာလူမိုက်မဟုတ်ဘူးလူမိုက်မဟုတ်ဘူးဆိုတာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့နော်သူဘာကြောင့်လူတွေတတ်တာတော့ဆိုသူဆရာကတစ်ဖက်လဲနဲ့သူ့ကိုဒုက္ခပေးတာသူလေးစားတဲ့သူ့ရဲ့ဓိတပမောက္ခဆရာကြီးတကယ်လို့မှပညာစီးပူးနေကြတဲ့အထက်မှာအင်္ဂုလိမာလာဆိုတာသူ့နာမည်ကတော့အဟိန္ဒကလို့ခေါ်တယ်ဘယ်သူမှမညှင်းဆဲဘူးဆိုရင်အဲ့ဒီအဟိန္ဒကဟာဝတ္တရားခြေပြုံပြီးတော့သက်ဆိုင်ရေးကောင်းတော့ဆရာကြီးကလည်းချစ်တယ်ဆရာကတော်ကြီးကလည်းချစ်တယ်သူဝေယဝိဆလုပ်တယ်ဆရာကြီးနဲ့ဆရာကတော်ကြီးကမျက်နှာသာပေးတဲ့အခါကျတော့ကျန်တဲ့ကျောင်းသားတွေကမကြိုက်ကြဒါခုခေတ်တဲ့ဒီတိုင်းပဲသူဆိုတာမကြိုက်ကြတော့ဘာလို့လဲခုခေတ်စကားနဲ့ပြောရင်ဂျင်းထဲကြတာပေါ့နော်ဒုက္ခရောက်အောင်လုပ်တာပေါ့ဒုက္ခရောက်အောင်လုပ်တာလဲသူတို့လုပ်နည်းကဘယ်လိုလုပ်တုံးဆိုဆရာကြီးသွားပြီးတူတူပြောတယ်ဆရာကြီးဒီအဟိန္ဒကကိုဆရာကတော်ကြီးကမျက်နှာသာပေးလွန်းတယ်ပေါ့ဆရာကြီးမယိုးသားဘူးထင်တယ်ပေါ့ဒါချင်းထဲတာပဲနော်အဲ့ဒီလိုဟာမျိုးနဲ့ပြောလိုက်တာတကယ်ချင်းနေမကဘူးဘုံထဲလိုက်တယ်လို့ဟောပေါက်ကွဲသွားတာပေါ့ဆရာကြီးကအဲ့တော့ဒီကောင်ဘယ်လိုလုပ်အောင်လဲဆက်ဆံရေးကိုကြည့်တော့လည်းပဲဆရာကတော်ကြီးကမျက်နှာသာပေးလွန်းနေတာဟုတ်တယ်ဒါသူသဘောနဲ့သူဝတ္တရားကြည်ပြောင်းလို့အဲ့တော့ဆရာကြီးကအရင်ကမင်းပညာတော်တယ်မင်းအတွက်ပညာလမ်းဆုံးမှုအတွက်မင်းလုပ်ရမယ့်အလုပ်တစ်ခုရှိတယ်အဲ့ဒါလုပ်နိုင်မလားသူကိုယ်တိုင်အပြစ်ဒဏ်ပေးရင်ပြစ်ကလည်းရှာလို့မရဘူးသူ့ကိုဖဲခြင်းနဲ့ပေါ့ဆရာတော်ကြီးနဲ့မသိငါပြီးသူ့ကိုဖဲထုတ်ခြင်းသို့တော့ဒီတိုင်းကအကြောင်းမပြပဲနဲ့ဖဲလို့မရသူသိလိမ့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အပြတ်ရှင်းမှုဆရာကြီးကကြောက်တွန်းတာမလုပ်လဲဆိုတို့ပညာရတစ်ခုအတွက်မင်းမတပါဘယ်သူမှလုံနိုင်မှာမဟုတ်ဘူးငါခိုင်းတာမင်းလုံမလားဟာဆရာခိုင်းတာကျုပ်လုံမှာပေါ့ကျွန်တော်လုံမှာဒါဖြင့်လူတွေကိုမင်းတော်တဲ့သွားပြီးတော့တော်တဲ့လာတဲ့လူတွေတတ်ပြီးတော့လက်ညှိုးတစ်ချောင်းလက်ညှိုးတစ်ထောင်ပြည့်အောင်မင်းယူရမယ်အဲ့ဒါလက်ညှိုးတစ်ထောင်ပြည့်မှတို့လုံဟာအောင်မြင်မှာမင်းလုံနိုင်မလားမင်းမတပါဒီလုံနိုင်မှာမဟုတ်ဘူးငါတပည့်စူးစမ်းမလားဆိုလုံမယ်ဆရာခိုင်းရင်ကျွန်တော်လုံမှာပေါ့ညိုတဲ့လည်းရိုးသားတဲ့လူလေးသူလုံချင်လို့တော့မဟုတ်သူဆရာခိုင်းတာဆိုလုံးမယ်ဆရာကြီးရဲ့အကြံကတော့သူ့ချင်းကပို့ပြီးတော့ပူတယ်ဒီကောင်သူကသူမဟုတ်ဒုဆရာရဲ့လုပ်ငန်းတွေလုပ်တဲ့အခါကျရင်မင်းပြစ်တက်ပြီးတော့ဘယင်ကဖမ်းပြီးတော့တတ်လိုက်မယ်ဆိုရရွေးချင်တယ်သူကသူ automatic တေးအောင်လုပ်လိုက်တာဒါနဲ့တောတဲ့သွားပြီးတော့လက်နဲ့တွေဆွဲကင်ပြီးလာသမျှလူတွေကိုတတ်ပြီးတော့လက်ညှိုးတွေစုတာလက်ညှိုးတစ်ချောင်းဖြတ်ပြီးရင်ဟိုသစ်ပင်ကွာကြညက်ဒီသစ်ပင်ကွာကြညက်ဟိုနာသိမ့်ဒီဟိုနာထားဒီနာထားနဲ့ဆိုလက်ညှိုးကမပြည့်နိုင်ဘူးတစ်ထောင်ပြည့်အောင်လုပ်ရမှာဆိုအတော်နဲ့မပြည့်နိုင်တဲ့အခါကျပျောက်သွားတယ်ငှက်ကစားသွားအကောင်မလုံးတွေကခြိသွားတယ်နောက်ကြဘယ်လိုလုပ်တော့ဆိုရင်အဲ့လိုပျောက်သွားရင်တော့ငါလက်ညှိုးပေါင်းထောင်ပြည့်တော့မှာမဟုတ်ဘူးဆိုပြီးကျိုးနဲ့တီးပြီးတော့သူ့လက်ပင်ကိုဆွဲထား